အားလုံးမင်္ဂလာပါဒီကနေ့မှာတော့ iPhone မှာရှိတဲ့ဒီ Assisted Touch ဆိုတဲ့ panel လေးကိုဘယ်လိုဖွင့်ပြီးတော့အသုံးပြုရမလဲဆိုတဲ့ဟာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံး setting တွေကိုသွားလိုက်ပါတော့ setting တွေကိုသွားလိုက်ပြီးတော့ဒီ general အောက်မှာရှိတဲ့ accessibility တွေကိုဝင်လိုက်ပြီးအပေါ်နည်းနည်းဆွဲတင် touch ဆိုတဲ့ထဲကိုသွားလိုက်ပါတော့အဲ့မှာ Assisted Touch ကမဖွင့်ရသေးဘူးဆိုရင်ဒီခလုတ်ကလေးကိုon လိုက်ပါနော်ဒီ clock လေးကို on လိုက်ပြီဆိုရင်ဒီလို floating panel လေးပေါ်လာမှာဖြစ်ပါတယ်အဲ့လိုမျိုးအစစ်စစ်မသွားခြင်းဘူးဆိုလို့ရှိရင်လည်း iPhone ရဲ့ setting တွေကိုသွားပြီးတော့ဒီ search bar လေးမှာ assisted touch ပေါ့ SSIS TIV ပေါ့နော်ဒါပေမဲ့လည်းဒီလိုရိုက်လိုက်ပြီဆိုတော့ ਨੇ ဒီ၄ခုမြောက်မှာဒီမှာ assisted touch ဆိုတဲ့ဟာလေးပေါ်လာမှာဖြစ်တယ်ပေါ့နော်အဲ့ဒီတည်းကနေပြီးတော့ဒီမှာ on ရသေးရင် on လိုက်ပေါ့နော် assisted touch ဆိုတဲ့ဟာလေးကို on လိုက်ပြီဆိုလို့ရှိရင်ဒီ floating panel လေးပေါ်လာမှာပေါ့နော်အဲ့ဒီမှာဆိုရင်ဒီမှာသူစလာတဲ့ device မှာပါပြီးသားswitch လေးတွေရှိတယ်ပေါ့အဲ့ဒါကိုကြိုက်တဲ့ဟာထားခြင်းနဲ့ဆိုရင်ကိုကြိုက်တဲ့ဟာထားခြင်းနဲ့ဆိုရင်ဒီဒုတိယတန်းမှာရှိတဲ့ customize top level menu ဆိုတဲ့ထဲဝင်လိုက်ပေါ့အဲ့ဒီမှာဒီမှာကိုကြိုက်တဲ့ဟာကိုရွေးထည့်ပြီးတော့ထားလို့ရတယ်ပေါ့နော်ဥပမာဒီအောက်က home ကိုကျွန်တော်မထားခြင်းဘူးတခြားတစ်ခုထားခြင်းနဲ့ပေါ့ကျွန်တော်ဆိုဘာတွေထားလဲဆိုတော့ဒီဟာကိုiPhone ကို restart လုပ်လို့ရအောင်လို့အဲ့ restart တို့ဘာလို့ထားရပေါ့နော်ဒီမှာ restart တွေ့ပြီ restart လို့ထားလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဘေးကဟာတွေကိုလည်းကိုကြိုက်တဲ့ဟာထားလို့ရတယ်ပေါ့ဗျာဥပမာ camera control ကိုပဲထားမလားပေါ့စသဖြင့်အဲ့လိုမျိုးကိုကြိုက်တာထားလို့ရတယ်ပေါ့အဲ့မှာဒီမှာရှိတဲ့ icon လေးကဒီမှာပါချင်းကတော့6ခုရှိတယ်ပေါ့အဲ့ဒါကိုလည်းဒီ plus minus လေးတွေနဲ့အတိုးလျှော့လုပ်လို့ရတယ်ပေါ့ဒီမှာကျွန်တော်ထပ်တိုးလိုက်ရင်နောက်တစ်ခွက်ပေါ်လာပြီနောက်ထပ် plus ကိုထိန်းလိုက်ရင်ဒီမှာ8ခုထိထားလို့ရတယ်ပေါ့နော်အဲ့ဒီမှာ plus နေရာလေးကိုနှိပ်ပြီးတော့ကိုကြိုက်တဲ့ဟာထားပေါ့နော်နောက်တစ်ခုကျတော့လဲ plus နေရာထည့်ပြီးတော့ကိုကြိုက်တဲ့ဟာထားပေါ့ home ဆိုလဲ home စသဖြင့်အဲ့လိုမျိုးထားလို့ရတယ်ပြီးလို့ရှိရင်ဒါတွေမကသေးပဲနဲ့ကျွန်တော်တို့အောက်မှာဒီ floating panel လေးကို single tap ကတော့တစ်ချက်ထိလိုက်ရင်ဒီလိုမျိုးလေးswitch လေးတွေပွင့်လာမှာပေါ့နော်နှစ်ချက်ဇက်တိုက်တောက်လိုက်လို့ရှိရင်ဘာကိုလှုပ်စေခြင်းတလဲဆိုတဲ့ဟာကိုလည်းထားလို့ရတယ်ပေါ့ကျွန်တော်တို့ဘာထားလဲဆိုတော့ lock screen အဖြစ်နဲ့ထားတယ်ပေါ့နော်အဲဆိုနှစ်ချက်ဒီအောင်လေးကိုဇက်တိုက်တောက်လိုက်ရင် screen ကပိတ်သွားမယ်ပေါ့ power button နဲ့ပိတ်စရာမလိုတော့ဘူးပြီးလို့ရှိရင် long press ဖိရင်ဘာခလုတ်ထားခြင်းလဲဆိုတဲ့ဟာကိုလည်းထားလို့ရတယ်ကျွန်တော်တို့ဘာလုပ်လဲဆိုတော့အဲဟာကို screenshot အနေနဲ့ပဲထားတယ်ပေါ့နော်ဒီ floating panel လေးကို long press ဖိလိုက်လို့ရှိရင်screenshot ရအောင်ဆိုပြီးတော့ထားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးအသုံးပြုလို့ရတယ်ဆိုတဲ့ဟာကိုပြောပြပေးတာဖြစ်ပါတယ်